istikhara ဆိုတာကကိုယ့်ရဲ့ haq မှာကိုယ့်ရဲ့နှစ်ဖူးစာမှာဘယ်ဟာပူကောင်းမှုရှိလဲအဲ့ဒါကိုအလ္လာဟ်ရှင်မတ်တခင်ရဲ့ဘက်ကနေရွေးချယ်စီလိုက်တာဖြစ်စီလိုက်တာအဲ့ဒါ istikhara ပဲဒါကြောင့် istikhara ကကိုယ်တိုင်လည်းပဲကြည်လို့ရတယ်နော်ဥမာဖြစ်ကိုမှလေးစားရတဲ့အင်တန်ကြီးညိုရတဲ့အာလမ်တဘာဘာရှိတယ်သူ့ကိုကြည်ခိုင်းတယ်နော်သူ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးမရှရာလုပ်တယ်ဒါလေးပဲကောင်းတယ်အကေမဟုတ်နော်ကိုယ့်ကိုယ်ပဲကြီးလိုက်ခြင်းနဲ့ကိုယ့်ကိုယ်ပဲလှုပ်လိုက်ခြင်းနဲ့ရတယ်နော်ဒါပေမဲ့ပူကောင်းတာကနော်ကိုယ့်ကိုယ်လှုပ်ပါကိုယ့်ကိုလှုပ်ပါဥမာအာလမ်တဘာဘာကိုလှုပ်ခိုင်းနေဆိုရင်လည်းပဲလှုပ်ခိုင်းကိုယ့်ဘက်ကနေလည်းအခုရှိမှကျွန်တော်တင်ပြမယ်ပုံစံအတိုင်းဆွန်နတ်နီလန်ရဲ့ istikhara တကူကိုယ့်ဘက်ကနေလည်းကိုယ့်ကိုလှုပ်လိုက်ပူပြီးတော့ကောင်းတယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒီတော့ istikhara ရဲ့ sunnat နီလန်ပါလဲဆိုရင်နော်istikhara လုပ်တော့မယ်ဆိုရင်ကျွန်တော်ဦးနာပြောသလိုညရေလို့အိတ်ခမ်းနီးရေလို့မဟုတ်ကြိုက်တဲ့အချိန် nafil narakat ဖတ် nafil ဖတ်လို့ရတဲ့အချိန်ပေါ့နော် nafil namaz narakat ဖတ်ဒီနီယတ်နဲ့ဖတ်ရလာကျွန်တော်ရှေ့မှာလုံးမဲ့ကိစ္စဒီအလုပ်နော်ကျွန်တော်ရှေ့မှာလုပ်ဖို့အတွက်အခုစဉ်းစားနေတယ်နော်အဲ့တော့အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးအလ္လာဟ်ရှင်မတ်တခင်အကောင်းဆုံးလမ်းအလ္လာဟ်ရွေးချယ်ပေးပါနော်မဆိုရင်လည်းပဲရလာကျွန်တော်ရွေးချယ်စရာတွေများနေတယ်အဲ့ဒီတဲကအကောင်းဆုံးလမ်းကိုအလ္လာဟ်ရှင်မတ်တခင်နော်ဆုံးဖြတ်တော်မူပေးပါရွေးချယ်တော်မူပေးပါနော်အဲ့ဒီလိုနဲ့ကျွန်တော်တို့အဲ့ဒီလိုနီယတ်လုပ်ပြီးတော့နဖင်နာရကတ်ဖတ်လိုက်နော်ဒီမှာလည်းပဲဘေဆူတာတွေးရမယ်ဆိုပြီးတော့အဲ့ဒီလိုနော်ဟာဒီသ်တော်မှာတတ်မှတ်ထားတာမျိုးမရှိဘူးကိုပုံမှန်နဖင်နာရကတ်ဖတ်နေကြအတိုင်းပဲဖတ်လိုက်နော်ဖတ်ပြီးသွားတဲ့အခါမှာအခုနော်နမတ်ပြီးသွားပြီးအခု istikhara ရဲ့ဒူအာရှိတယ်နော် istikhara ရဲ့ဒူအာနော်အလ္လာဟူမ္မာအင်နီအစတဂီရုကဘီအီလ်မီကဝအစတဂဒီရုကဘီကုဒရတိကဝအစအလူကမင်ဖဒလီကလ်အဇီမ်ဖအင်နကတဂဒီရုဝလာအဂဒီရုဝတအလမူဝလာအလမူဝအန်တအလမူလ်ဂူယူဘ اللهم إن كنت تعلم أن هذا الأمر خير لي في ديني ومعاشي وعاقبة أمري فأقدره لي ويسره لي ثم بارك لي فيه وإن كنت تعلم أن هذا الأمر شر لي في ديني ومعاشي وعاقبة أمري فاصرفه عني واصرفني عنه وقدر لي الخير حيث كان ثم ارضني به နော်ဒါ istikhara ရဲ့ဒူအာဖြစ်တယ်နော်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်တင်ပေးခဲ့တဲ့ဒူအာဖြစ်တယ်နော်အဲ့ဒါ hadal amra ဆိုပြီးပါတယ်အဲ့ဒီစာသားထဲမှာအဲ့ဒီ hadal amra ဆိုတဲ့နေရာရောက်ရင်ကျွန်တော်တို့အာရဘီရရင်တော့အဲ့ဒီနေရာမှာအာရဘီလိုပြောဖို့အာရဘီမရဘူးလေမရတဲ့အခါကျတော့ကျွန်တော်တို့တွေအဲ့ဒီအချိန်ကျရင် hadal amra ဆိုတဲ့စကားလုံးကိုဖတ်တဲ့အချိန်နှစ်နေရာမှာပါတယ်ဒီဒူဝါထဲမှာကိုဘေအလုပ်အတွက် istikhara လုပ်နေတာလေအဲ့ဒီအလုပ်ကိုရည်စူးလိုက်နော်ဒီတော့ကျွန်တော်တို့နဖင်နာရကတ်ဖတ်မယ်ဖတ်ပြီးတော့အခုဒီဒူဝါလေးဖတ်မယ်ကျွန်တော်ကပြောသလို hadal amra ဆိုတဲ့နှစ်နေရာမှာကိုလုံးမဲ့အလုပ်ကိုဘေအတွက် istikhara လုပ်နေလေအဲ့ဒါလေးရေးဆူလိုက်မယ်ဆိုရင်ဒါပြီးသွားပြီနော် istikhara လုပ်ပြီးသွားပြီဆိုရင်အေးချက်နေလိုက်တော့နော်ကိုအေးချက်ကိုဘယ်ဘက်အားတန်လဲအဲ့ဒါကိုလှုပ်လိုက်နော်ဘယ်ကိစ္စနော်ကိုရေးဆုံးဖြတ်လိုက်ဘယ်ကိစ္စမဆိုအင်ရှာအလ္လာအဲ့ဒီဆုံးဖြတ်ချက်ကကျွန်တော်တို့မှတ်ထားဒါအလ္လာဟ်ရဲ့အကူအညီအလ္လာဟ်ရှင်မတ်တခင်ရဲ့အဆုံးအဖြတ်ပဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒါကြောင့် istikhara လုပ်ရတာလွယ်ကူပါတယ်ကျွန်တော်တို့နော်ကိုယ့်ကိုယ်လည်းပဲလုပ်လို့ရတယ်ဘယ်ကိစ္စမဆို istikhara လုပ်ပြီးတော့ကျွန်တော်တို့လုပ်မယ်ဆိုရင်ကိစ္စတိုင်းမှာအကောင်းတွေကြီးအင်တန်များစွာဖြစ်လိမ့်